Hello everyone. Today you're here with Trish again. ဒီနေ့အကြတော့ဘာအကြောင်းလေးပြောပြပေးမလဲဆိုရင် family walk မိသားစုမှာအသုံးပြုတဲ့စကားလုံးတွေကိုပြောပြပေးမှာပဲဖြစ်ပါတယ်။အကိုကြားလို့ရှိရင်အင်္ဂလိပ်လိုမျိုးဘယ်လိုခေါ်လဲ။အဲ့ဒီ family walk ကိုမှ possessive adjective တွေနဲ့ပေါင်းပြီးတော့ဘယ်လိုမျိုးအသုံးပြုလဲအဲ့ဒါတွေကိုမှတစ်ခါတည်းပြောပြပေးသွားမှာပဲဖြစ်ပါတယ်။ Okay, let's get started. Explore family walk with possessive adjective. ခဏတော့ငါပြောတာဒီလိုမျိုးပဲ family walk ကိုတောင်မှ possessive adjective တွေနဲ့ဘယ်လိုမျိုးသုံးလဲဆိုတာကိုတူတူကြည့်ကြရမှာပဲဖြစ်ပါတယ်။ Fathers and mother. Father and mother. My father. My father possessive adjective နော် my ဆိုတဲ့ possessive adjective နဲ့ father ကျွန်တော်ရဲ့ဖေ This is my father in the garden. ဖေကဥယျာဉ်ထဲမှာရှိတာပါအဲ့လိုမျိုးပြောချင်တာပါHer mother. This is her mother baking cooking. Cooking လုပ်နေတာကသူမရဲ့အမေဖြစ်ပါတယ် Our family. This is our family enjoying a picnic. Enjoying a picnic. ပြောဝဲစားထွက်တာကိုပြောနေတာဒီ Our ကျွန်တော်တို့ရဲ့မိသားစုဖြစ်တာကိုပြောတာဆိုရင် father နဲ့ mother ပြီးတော့ family ပြီးတော့ပါပြီ Okay နောက်တစ်လုံးကကြတော့ brother and sister.Brother and sister brother ကိုကြတော့အကိုကိုလည်း brother လို့ပဲသုံးတယ်မောင်လေးတွေညီလေးတွေလည်း brother လို့ပဲသုံးပါတယ် sister လည်းအဲ့လိုမျိုးပါပဲ sister ကကြတော့အမကိုလည်း sister မလေးကိုလည်း sister ပါပဲ Okay ဒါဆိုရင် This is his brother playing outside This is his brother playing outside အပြင်မှာစော့နေတာက his brother သူဤဒါကြတော့ညီလေးဖြစ်သွားမှာပေါ့သူဤညီလေးပေါ့သူဤညီလေးဖြစ်ပါတယ် sisterဒါအမညီမ This is my sister drawing happily အခုသူကပျော်ရွှင်စွာပုံဆွဲနေတာကငါရဲ့ညီမလေးပဲငါရဲ့ညီမလေး my sister okay နောက်တစ်လုံးကကြတော့ parents and child parents ဆိုတာမိဘကိုပြောတာပါ our parents ငါရဲ့မိဘတွေပေါ့ our parents love us very much ငါတို့ရဲ့မိဘတွေကငါတို့ကိုအရင်ချစ်တာကိုပြောတာပါ Our parents love us very much ငါတို့ရဲ့မိဘတွေကငါတို့ကိုအရင်ချစ်ပါတယ် our ဆိုတဲ့ possessive adjective ပြီးတော့ parents ပြီးတော့ their child သူတို့ရဲ့ကလေး their child သူတို့ရဲ့ကလေး their child enjoy playing outside every day သူတို့ရဲ့ကလေးအကြတော့အပြင်မှာနေ့တိုင်းစောရတာကိုသဘောကျတာကိုပြောတာပါ Parents and child Our parents, their child, family and uncle. Family မိသားစုကိုပြောတာပါ My family. My ဒီမှာ possessive adjective. My family. ကျွန်တော်ဤမိသားစု This is my family gather together. ဒါကြတော့ငါရဲ့မိသားစုပဲဖြစ်ပါတယ် Gather together အတူတကွတွေ့ဆုံနေကြတာပေါ့ Okay ပြီးတော့ his uncle. သူဤဦးလေး His uncle သူ၏ဦးလေး This is his uncle who loves to play ဒါကြတော့သူရဲ့ဦးလေးဖြစ်ပါတယ်တဲ့ပြီးတော့သူကစောရတာသဘောကျတာကိုပြောတာပါ and people and ဆိုတာက and ကိုပြောတာပါ and her and is always so supportive her and is always so supportive ဆိုတာကအမြဲတမ်းအားပေးတာပေါ့ထောက်ခံပေးတယ်ကိုယ့်ကို support ပေးတယ်လို့ပြောတာအမြဲတမ်းအားပေးနေတဲ့လူပေါ့သူ့ရဲ့ anti ကကြတော့အမြဲတမ်းပေါ့နော် support ပေးပါတယ်တဲ့အမြဲတမ်းသူ့ကိုအားပေးတာကိုပြောတာပါ and ဆိုတာကသူမရဲ့ anti ကိုပြောတာပါနော်ဒါကြတော့ people their peoples are always there for them people လူများကိုပြောတာပါ their people သူတို့ရဲ့လူတွေကကြတော့ are always there for them သူတို့အတွက်အမြဲတမ်းရှိပေးတာကိုပြောတာပါသူတို့ရဲ့လူတွေကသူတို့အတွက်အမြဲတမ်းရှိပေးတာကိုပြောတာပါ Okay ဒီမှာကြားလို့ရှိရင်ဘာလဲဆိုတော့ adjective ပြီးတော့ family walk ကိုဘယ်လိုမျိုးအသုံးပြုလို့ရလဲဆိုတာကို example sentence တွေနဲ့ပြောပြပေးသွားတာပဲဖြစ်ပါတယ် Okay this is all for family walk with possessive adjective ဒါကိုကြည့်ပြီးတော့လို့ရှိရင် family walk တွေကိုလည်းကောင်းကောင်းအသုံးပြုလို့တက်ပြီးတော့ possessive adjective တွေနဲ့လည်းတွဲပြီးတော့အသုံးပြုလို့တက်သွားမှာပါ Okay bye bye and I will see you in the next video